စီပြန်ဒီယိုနီဒီလိုမျိုးလေးချက်စားကြည့်နော်ဒီနေ့ငါတခွန်ကြော်တာရုံးပတိသီးရခိုင်ချက်လေးချက်စားဖြစ်ပါတယ်ငါတခွန်ကတော့ကျမရဲ့အရက်လောက်ရှိပါတယ်ငါ့ကိုမချက်ခင်ဒီလိုလေး15မိနစ်လောက်စားလေးနဲ့တိတ်ပေးလိုက်တော့ငါးလေးတွေမလေးနဲ့ညီနဲ့လည်းပျောက်သွားပြီပေါ့နော်ရေဆေးသက်စင်ထားတဲ့ငါ့ကိုစနွေးမို့နင်းငယ်စားဟင်းရှုံမို့လို့ထည့်ပြီးတော့နေပေးလိုက်ပါမယ်ကျွတ်တံဖြူကတော့ဒီလိုလေးထည့်ပေးလိုက်ပါတယ်တံဖြူတွေကြိုက်လိုက်လို့ရှိရင်တူတူသွားလို့ပါရှင်15မိနစ်လောက်တော့ထားပေးရပါမယ်ရှင်အမရတာလေးဝင်သွားပါတယ်စီပူလာပြီဆိုလို့ရှိရင်ကတော့ငါးလေးတွေကိုအရင်ကြော်လိုက်ပါမယ်ငါးကြော်တဲ့အခါမကြည့်မချင်ဘူးဆိုလို့ရှိရင်တစ်ခါကိုအရင်ကြော်ပေးရပါမယ်တစ်ခါကလုံးဝကျွတ်ကျွတ်လေးဖြစ်သွားပြီဆိုတော့မှနောက်တစ်ခါကိုလန်ပေးလိုက်ပါရှင်ငါးကြော်ထားတဲ့စီလေးရဲ့သမင်းပူပူလေးရဲ့ဆိုလို့ရှိရင်ဘာနဲ့မှမလေးလိုက်တဲ့သမင်းတစ်နက်ပေါ့နော်ရုပ်ပတိသီးလေးတွေကိုရေခဲသစ်တာသေးကိုနည်းနည်းကြာသွားနည်းနည်းလေးမေးသွားတယ်ရှင်ရုံးပတိသီးလေးကို3ပိုင်းလေးပိုင်းထားလိုက်ပါမယ်။အိုးကက်ကက်လေးစားရှင်တော့ရေကတစ်ဝက်လောက်ပဲထည့်လိုက်ပါတယ်။ဒီနေရာမှာကိုကအဆက်စားရှင်နေဆိုလို့ရှိရင်ငရုတ်သီးအလျှောက်ဖြစ်ဖြစ်ငရုတ်သီးအစိမ်းဖြစ်ဖြစ်ထည့်လို့ရပါတယ်နော်။ကျမကတော့အဆက်မစားရှင်တာနဲ့မထည့်တော့ဘူးရှင်။အရသာအတွက်ကမပါမဖြစ်တဲ့စားဟင်းရှုံမုံထည့်ပါမယ်။ရခိုင်ဟင်းရဲ့အဓိကမပါမဖြစ်တဲ့ငပိကိုလည်းထည့်လိုက်ပါမယ်ရှင်။ပြီးတော့15မိနစ်လောက်ချက်ပေးလိုက်ပါမယ်။ခုဆိုရင်တော့ရုံးပတိသီးရခိုင်ချက်လေးရပါပြီရှင်။ကျေးဇူးပါ။